我ကျွန်တော်တို့လူယူစင်မှာဒါကတော့ကျွန်တော်ရဲ့ဒုတိယမြောက်ဗီဒီယိုလေးပါကျွန်တော်ဒီတစ်ခါမှာပြောပြပေးပါမယ်အကြောင်းကတော့ကျွန်တော် motivation အများဆုံးပေးခဲ့တဲ့ဆိုတော့အဖွဲ့အကြောင်းပါဒီအဖွဲ့အကြောင်းကိုပြောခင်မှာကျွန်တော်အမားလေးတွေပါမယ်ဆိုရင်ကျွန်တော်ခွင့်လို့ပို့တောင်းပါပါဘာလို့လဲဆိုတော့ YouTuber ပေါက်ဆောက်မို့လို့ပါကဲအဲ့တော့စလိုက်ကြအောင်အားလုံးပဲဒါအဲ့တော့ကျွန်တော်ရဲ့ဒုတိယမြောက်ဗီဒီယိုပါကျွန်တော်ဒီဗီဒီယိုမှာပြောပြပေးပါမယ်အကြောင်းအရာတော့ကျွန်တော်အရင်ကြိုက်ခဲ့ရတဲ့အဆိုတော့အဖွဲ့အကြောင်းမှာသူကဘာလို့လဲဆိုတော့နဖတ်ပါနဖတ်ဆိုရင်တော့တိတ်ကိုတိကျမှာဟုတ်တော့မဟုတ်ဘူးသူဒါမှသူတချင်းတွေကိုကြားလိုက်လို့ရှိရင်တော့အကုန်လုံးတိကျတာပါ I swear to God, man, I'ma make it soon. Silence all the haters as they see us making moves. အဲ့အဖွဲ့ကိုစတင်တည်ထောင်ခဲ့တဲ့သူကဘာလို့လဲဆိုတော့ Bryce စားပေးပါသူက1993ဒီဇင်ဘာ30မှာမွေးဖွားခဲ့တဲ့ California USA ကရွာငယ်လေးတစ်ခုပေါ့အမှမွေးဖွားခဲ့အမှမွေးဖွားဖို့တူဂီတာအမျိုးအစားတွေအကြောင်း hip hop EDM rock alternative rock ဘောဒီဘယ်လိုပဲမဟုတ်အမျိုးယူကြတဲ့တခြင်းအမျိုးအစားတွေဂီတအမျိုးအစားတွေကိုဆိုရယ်ပြီးတော့သူဆိုတဲ့တခြင်းတွေမှာလည်းကောင်းတဲ့တစ်ခုကဘာလဲဆိုတော့ motivate အများကြီးရတယ် motivation အများကြီးပါသူတခြင်းတွေကလမ်းကြောင်းတစ်ခုဖော်ပြနေတတ်တာမျိုးတွေလမ်းကြောင်းတစ်ခုဆက်လျှောက်ဖို့အတွက်ကိုလိုချင်တဲ့ပန်းဆက်လျှောက်ဖို့အတွက် motivate ပေးနေရမျိုးတွေအဲ့လိုမျိုး high ရှိတယ်အဲ့လိုမျိုး high ပါဝင်တယ်သူကသူစိန်ခေါ်ခဲ့တဲ့ high လည်းရှိပဲသူကသူတိုးတက်အောင်လို့လုပ်ခဲ့တဲ့ high လည်းရှိရအဲ့ဒါတွေကဘာလဲဆိုတော့စိတ်ခေါ်မှုတွေပေါ့ challenge သူကသူ challenge ခေါ်ခဲ့တဲ့ high ရှိရဥပမာပြောရလို့ရှိရင်ရှပ်ပေါင်းအပတ်ပေါင်း100အတွင်းမှာတချင်းအပုတ်ပေါင်း100ထုတ်ခဲ့ရပွားလို့ရှိရင်တချင်းအပုတ်ပေါင်း100ထုတ်ခဲ့တာအဲ့လိုရှိရင် Fiber နဲ့ Rumor ဆိုတဲ့တချင်းတွေကြောင့်မလို့ရှိတဲ့ဆိုရရှိခဲ့ Grateful ကြောင့်မလို့ကဘာအနှက်နီးပါးကြော်ကြွားခဲ့တယ်အဲ့လိုမျိုးသူတို့ကသူတို့ညှင့်တင်ခဲ့ကြတယ်သူတချင်းတွေထဲမှာအကြိုက်ဆုံးတချင်းတစ်ခုကဘာလဲဆိုတော့ Grateful ကိုဘယ်မှာစတည်ရလဲဆိုကျွန်တော် Creator YouTube ဒီလိုမျိုးပဲ YouTube ကြီးကြည့်နေနေ Grateful ဆိုတဲ့တချင်းစဖို့တော့အမှဒီမြန်မာစာတန်းစိုးလေးနဲ့ဒီတချင်းပါမြန်မာစာတန်းစိုးလေးနဲ့လာတော့မြန်မာစာတန်းစိုးလေးကိုဖတ်မိနေပဲကျွန်တော်ဒီ motivation တွေရပါပဲသူ့တချင်းတွေကိုကြိုက်ရအဲ့နောက်ပိုင်းသူ့ရဲ့တချင်းတွေကောင်းဘယ်လောက်ထိကောင်းလဲဆို best of meသူတချင်းတွေဘယ်လောက်ထိကောင်းလဲဆိုရင် best of me ဒီဘာလို့ရှိ Destiny အဲ့လိုမျိုးဟာသူတချင်းတွေထဲမှာကျွန်တော်အကြိုက်ဆုံးကတော့ Grateful ဘာလို့ရှိရင် Crown သူတော့တိတ်တော့တိကျမှာဟုတ်တော့မဟုတ်ဒါပေမဲ့လည်းသူတချင်းတွေကဘယ်လိုဥစ္စာမျိုးတွေမှာတုံးကြလဲဆိုတော့ motivational sound တွေ shadow boxing တော့ workout လုပ်တဲ့ဟာတွေဘာလို့ရှိရင် game အများစုကတော့ game ပေါ့အများစုကတော့ game မှာအသုံးပြုကြတယ်သူဆိုရင်အခုဆိုရင်သူ့ရဲ့တချင်းနားထောင်သူဆိုရင်မီလီယံနဲ့ချီအမေရိကန်နိုင်ငံတနိုင်ငံလုံးမှာသူကနာမည်ကြီးနေပေါ့သူကတခြားနိုင်ငံတွေပါရောက်လာပြီသူတချင်းနေဆိုရင်လည်း TikTok မှာ motivational video တွေမှာတော်မှန်အသုံးပြုကြအများတယ်သူကတော့ကျွန်တော် grade တွေအောင်လို့ motivation ပေးခဲ့တဲ့သူဆိုလည်းမမှားပါဘူးအဲ့လိုမျိုးပါပဲဒီလူတိုင်းကတော့ကိုယ်ပန်းနိုင်ကိုရှောက်နေကြပါဟုတ်တယ်နော်ဒါပေမဲ့လည်းအဲ့တော့ကိုယ် motivation ပေးမဲ့သူတွေကိုအများအား discipline ဖြစ်အောင်လုပ်ပေးနေမဲ့သူရအဲ့လိုမျိုးဟာလိုအပ်တာပဲလေသူရဲ့တချင်းတွေထဲမှာအကောင်းဆုံးတချင်းတွေက1 to 10ဝင်မဲ့ဆိုရင်အကောင်းဆုံးက grateful ပြရလို့ရှိရင် best of me ပြရလို့ရှိရင် destiny ပြရလို့ရှိရင်သူရဲ့ဥစ္စာထထားတဲ့ခမပြရလို့ရှိရင်သူရဲ့ဥစ္စာ new beginning ဆိုလို့ပြောအောင်မယ် new beginning နဲ့သူရဲ့ဥစ္စာရွှေတလိမ့်စုရရှိခဲ့ဗဒနှစ်မှာလဲဆိုတော့2020မှာစုရရှိခဲ့အဲ့ကျွန်တော်ဆိုလဲသူ့ကိုတကယ်အားကြခဲ့တယ်သူစုရတဲ့ဗီဒီယိုကြည့်နေပဲကျွန်တော်အားကြခဲ့ရတယ်ရှိတယ်ဒီရှင်တွေကကျွန်တော်တခြားတစ်ချက်တည်းဥပမာဟောတော့ဒီဥပမာသိရမလားတချို့ motivation တချက်နေရှိရ Heart of Fame တို့ Believer တို့Imagine Drive ကို Believer တို့ပြီးတော့တစ်ခွေရ Heart of Fame တို့အဲ့လိုမျိုး motivation ပေးတဲ့တချက်တွေမျိုးတခြားတချက်တွေ Heart of Fame တို့အဲ့လိုမျိုးတချက်နေတာစားလို့ရှိရင်ဒီ Nafat ကကျွန်တော် motivation အများဆုံးပေးနိုင်ခဲ့တဲ့သူပေါ့ဒီကျွန်တော်ရဲ့ subscriber တွေရော motivation ပေးနိုင်ဆုံးလဲ comment မှာရေးခဲ့ပါ subscribe လုပ်ဖို့လည်းမမေ့ကြနဲ့အောင်နော်